ကြာခင်မှာရောင်းမတော်ဆက်ရတော့မယ်တရုတ်ဆောင်ဆိုပြည့်တဲ့စင်ကိုလက်ထက်ခွင့်တောင်းတဲ့ပွဲလေးမှာဝစ်စင်မှုအတွက်ဝစ်စုံကိုနောက်ဆုံးအချိန်အထိစိတ်တိုင်းကျပြင်ဆင်ပေးခဲ့တဲ့အပြင်ပွဲအစအဆုံးကိုလည်းအကိုဖြစ်သူကိုစားစီစဉ်ပေးခဲ့တဲ့ဟင်းဝင်ရန်ရဲ့ညီမလေးအလာရွှေစင်မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကတော့တရုတ်ဆောင်ဆိုပြည့်တဲ့စင်ရဲ့အသက်33နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီးဆိုပြည့်တဲ့စင်ရဲ့ဘဝမှာအိမ်အောင်မကြသေးခင်စင်ငယ်ဘဝနဲ့နောက်ဆုံးဖြတ်သန်းရတဲ့မွေးနေ့လေးလည်းဖြစ်ပါတယ်။ဆိုပြည့်ရဲ့အသက်33နှစ်ပြည့်မွေးနေ့လေးမှာတော့ချစ်ခင်ရတဲ့သူတွေကပျော်ရွှင်စရာကောင်းတဲ့မွေးနေ့ surprise ပွဲလေးကိုပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့အထူးခြားဆုံးအနေနဲ့တော့ချစ်သူဖြစ်သူတရုတ်ဆောင်ဟေဝီယန်ကမွေးနေ့အပြင်လက်ထက်ခွင့်တောင်းခံတဲ့ပွဲလေးကိုပါတခမ်းတနာစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ဟေဝီယန်ဟာအနေအေးတဲ့သူဖြစ်တာကြောင့်အခုလိုပွဲမျိုးကိုစီစဉ်ဖို့အတွက်အတွေ့အကြုံလည်းမရှိတဲ့အပြင်ပြည့်စုံမှုလည်းမရှိမှကိုစိုးရိမ်ခဲ့ပြီးတော့တရုတ်ဆောင်ဟေဝီယန်ရဲ့ညီမဖြစ်သူအလာရွှေစင်ကပွဲရဲ့အစအဆုံးကိုစီစဉ်ပေးခဲ့တာလည်းဖြစ်ပါတယ်။အလာကအဆိုပါပွဲမှာတရုတ်ဆောင်ဆိုပြေဝစ်စင်ဖို့အတွက်ဝစ်စုံကိုလည်းစီစဉ်ပေးခဲ့တာဖြစ်တယ်လို့သူမရဲ့စိတ်တိုင်းကျစီစဉ်ပေးမှုအောက်မှာဒီဇိုင်နာကျောင်းမှအယောက်30လောက်က3ညလောက်မအိပ်ဖဲနဲ့ဖန်တီးခဲ့ကြတဲ့ဒီဇိုင်းဖြစ်တယ်လို့လည်းအဆိုပါဝစ်စုံကိုဖန်တီးချုပ်လုပ်ခဲ့တဲ့ဒီဇိုင်နာရတုကပြောပြထားတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ရွှေစင်ဝင်းကိုခေါ်အလာကတော့အကိုဖြစ်သူဟိန်းဝင်ရန်အပေါ်မှာလည်းအနွန်နာခံပြီးတော့ချစ်ပေးတဲ့ညီမလေးဖြစ်တယ်လို့မကြခင်မှာရောင်းမဖြစ်လာတော့မဲ့ဆိုပြေကိုလည်းရောင်းမတယောက်လိုသာမကအမတယောက်လိုပါချစ်ခင်ကျင်နာသူတယောက်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဆိုပြေကတော့ခင်မွန်ဖြစ်သူရဲ့ဂရုစိုက်ကျင်နာမှုတွေအပြင်ခင်မွန်ရဲ့မိသားစုတွေဘက်ကလည်းသဘောထားပြေဝကျင်နာမှုတွေကြောင့်အလွန်ကိုကံကောင်းတဲ့မိန်းကလေးတယောက်လို့ပြောရမှာလည်းဖြစ်ပါတယ်။လာလို့ကောင်းတယ်။သူလေးကိုတင်ကြတယ်နော်။အချင်း။တော့ဒီလက်ချက်လေ။ဒီလက်ချက်လေ။ ဒီလို